ဝန်ဒါဟာဘီရှင်းကိုခေါ်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ Corvus Cliff ရဲ့လန်ကဘီရှင်းရဲ့စနစ်တွေကိုပျက်စီးအောင်လုပ်ထားပြီးသားဖြစ်နေခဲ့တဲ့ဝန်ဒါကဘီရှင်းကိုပြန်လည်ပြုပြင်ပေးဖို့သူမရဲ့စွမ်းအားတွေကိုသုံးပြီးကူညီဖို့ကြိုးစားခဲ့ပေမဲ့ Corvus Cliff ကအဲ့ဒီလိုအဖြစ်ခံမှာမဟုတ်ပါဘူးမင်းလက်ထဲကကြောက်တုံးကိုပေးလိုက်ရင်မင်းအသက်ရှင်မယ်လို့သူကပြောလိုက်တယ်အဲ့ဒီကောင်ကဝန်ဒါကိုချင်းချောက်နေတာကိုဘီရှင်းကြားလိုက်ရတဲ့အခါမှာတော့သူဟာမရမကရှေ့ဆက်တိုက်ခိုက်ဖို့အားခဲလိုက်ပါတော့တယ်သူဟာဒေါသအရှိန်ဟုန်အားလုံးကိုစုစည်းပြီးတိုက်ခိုက်မှုတစ်ခုအနေနဲ့သူ့ရဲ့စွမ်းရည်နှန်းကို Corvus စီဖြောင်းဖြောင်းကြီးပြစ်လွတ်လိုက်တယ်ဒါပေမဲ့သူကဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာဖြစ်လို့ Corvus Cliff ကိုရှင်ပြိုင်နိုင်စွမ်းမရှိတော့ပါဘူးအခြားတစ်ဖက်မှာတော့ဝန်ဒါဟာဘီရှင်းနာကျင်လို့အော်ဟစ်လိုက်တန်ကိုကြားသွားခဲ့တယ်သူမဟာပရောက်စီမာမင်းနိုင်ကိုချက်ချင်းပဲဝေးဝေးကိုလွှင့်ပစ်လိုက်ပါတော့တယ်ပြီးနောက်အခွင့်အရေးကိုအရယူပြီး Corvus Cliff ကိုအဆောက်အဦတစ်ခုတည်းစီလွှင့်ထွက်သွားအောင်စွမ်းအားနဲ့မှုတ်ထုတ်ပစ်လိုက်တယ်ဒါပေမဲ့သူတို့တွေထွက်ခွာခါနီးဆဲမှာပဲပရောက်စီမာကပြန်ရောက်လာပြီးဝန်ဒါကိုမြေပြင်ပေါ်လဲကျသွားအောင်တိုက်ခိုက်လိုက်ပြန်တယ်ငါတို့တော့မှဖြစ်တော်မယ်လို့ပြောနေတော့မှပဲ Corvus Cliff နဲ့ပရောက်စီမာ Midnight တို့ဟာနောက်ဆုံးမိနစ်မှာသူတို့ကိုပြန်မိလာခဲ့ပြန်တယ်အဲ့ဒီအချိန်မှာပဲသူတို့ကြားထဲကနေယထာတစင်းအရှိန်ပြင်းပြင်းဖြတ်မောင်းသွားခဲ့တဲ့အမောင်ထုတဲကနေလူရိတ်တစ်ခုရှိကိုတိုးထွက်လာခဲ့တဲ့ကပတိန်အမေရိကပြန်ရောက်လာပါပြီအဲ့ဒီနောက်မှာဖော်ကွန်ကဝေါ်တိုက်ခိုက်ပါတော့တယ်ဘလက်ဝီဒိုကအနီးကပ်ဝင်တိုးပြီးကပတိန်အမေရိကကတော့ရှေ့တန်းကနေတက်တက်ဝင်မွေပါတော့တယ်သူတို့အဖွဲ့ရဲ့လက်တွဲညီမှုဟာလင်းမြန်ပြီးတက်ရက်လာပါတယ်စက္ကန့်ပိုင်းတွင်းမှာပဲ Corvus Cliff နဲ့ Proxima Midnight တို့ဟာလုံးဝနောက်ဆုတ်သွားခဲ့ရပါတော့တယ်ဝန်ဒါနဲ့ဘီရှင်းတို့လည်းနောက်ဆုံးမှာပြန်ထလာနိုင်ခဲ့ကြပြီးအပန်ကျဲအဖွဲ့ဟာတိုက်ပွဲတွေကိုတရားဝင်ပြန်လည်ဝင်ရောက်လာခဲ့ပါပြီ